Hello အားလုံးပဲမင်္ဂလာပါဒီနေ့နွေကမလေးရှားမှာနာမည်ကြီးတယ်လက်လုတ်ခောက်ဆွဲပေါ့နော်ဂျုံခောက်ဆွဲရတဲ့ဆိုင်မှာခောက်ဆွဲသွားစားမှာပါသူတို့ကဂျုံနဲ့ပေါ့နော်ဇလက်ဆက်လုပ်ပေးတဲ့ခောက်ဆွဲကိုပြုတ်ပေးထားတာပါဒီဆိုင်မှာဆိုရင်မဲသားရတာနဲ့လည်းရတယ်လို့ကြက်သားနဲ့လည်းရတယ်ပေါ့နော်ဟာလာဆိုင်ဖြစ်တဲ့အတွက်ဝက်သားတော့မရပါဘူးမနူးတွေကတော့တော်တော်စုံစုံလင်လင်ရပါတယ်ခောက်ဆွဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကတော့ order မှာမယ်ဆိုရင် scan လေးဖတ်ပြီးတော့ကိုကြိုက်တဲ့ဟာကို order မှိုင်းလိုက်လို့ရပါတယ်နွယ်တို့သားမိကတော့အမဲသားနဲ့ပေါ့နော်အမဲသားခောက်ဆွဲကိုမှားလိုက်ပါတယ်ခောက်ဆွဲမှာတဲ့ခါမှာသူကဘေးနားမှာပေါ့နော်ခောက်ဆွဲအပူတပွဲထပ်ပြီးတော့တောင်းလို့ရပါတယ် free ပါအဲ့ဒါကိုနွယ်တို့နှစ်ယောက်ရှယ်ပြီးစားမှာပါတပွဲဆိုအများကြီးပါတာလေဘိုးထဲမှာအများကြီးပါတော့တာမီနှစ်ယောက်ခောက်ဆွဲပူတပွဲတောင်းပြီးတော့နှစ်ယောက်ဆိုင်ဖိုက်ဝပါတယ်ဒါကတော့ငရုတ်တီးကြော်ထားတဲ့ဟာပါဒါကငပြာရည်ဆိုပြီးမဲ့နဲ့အချင်းတက်ကလေးနဲ့ပါတယ်ပေါ့နော်ငပြာရည်လို့ထင်တာပဲနည်းနည်းရအဲ့ဒါပါအဲ့ဒါကိုငရုတ်တီးထည့်မယ်ငပြာရည်လေးနည်းနည်းထည့်ပြီးစားမယ်ဆိုရင်သူကတော်လေးကိုအရသာရှိပါတယ်ခောက်ဆွဲကလဲလဲဆက်ဆက်လက်နဲ့လှုပ်ထားတာဆိုတော့လေခောက်ဆွဲရဲ့တခြားလေးကလေဘယ်လိုပြောရမလဲဆိုရင်အရင်ဘယ်လိုမမကြီးလည်းမဟုတ်ဘူးအရင်ပြပျော်ကြီးလည်းမဟုတ်ဘဲနဲ့အနေတော်လေးနဲ့ကိုတော်တော်လေးစားလို့ကောင်းပါတယ်အန်လည်းအရင်ကြိုက်ပါတယ်နည်းနည်းသားလေးပေါ့နော်နည်းသားလေးအရင်ကြိုက်ပါတယ်ဒီခောက်ဆွဲဆိုရင်သူအများကြီးစားနိုင်ပါတယ်သူကဟင်းရဲ့ရတာလဲဆိုရင်ပေါ့နော်ဒီအမဲသားရိုးတို့အမဲသားအသားတို့ပြုတ်ထားတဲ့အရေးကိုအဓိကယူထားတယ်ပေါ့နော်လုံးဝ MSG မပါဘဲနဲ့ဟင်းရဲ့ရတာလေးကအရင်လဲချိုကဲနေတာမဟုတ်ဘဲနဲ့ပေါ့နော်အနေတော်လေးပါပဲနည်းနည်းဆိုအလေးစားတယ်လို့ပေါ့ဒါပေမဲ့ဒီဟင်းရဲ့ရတာကအရင်မငန်ပဲနဲ့ပေါ့နော်တော်တော်လေးတောက်လို့ကောင်းပါတယ်အယိုးပြုတ်တဲ့အရတာလေးပေါ့နော်အန်ခါဒီမှာစားပြီးဆိုရင်သူကအမဲသားကင်အမြဲတမ်းစားနေကြပေါ့နော်ဒီဆိုင်မှာအကင်နေလေးရတယ်လို့ကျန်တဲ့ဟင်းပွဲတွေလည်းရပါတယ်မနူးကတော်တော်စုံစုံရပါတယ်ဒီဆိုင်မှာဒီဆိုင်ကတော့ပေါ့နော်ဒီမလေးရှားရဲ့ China Town မှာဆိုရင်နာမည်ကြီးပါတယ်တော်တော်များများနေရာမှာလည်းရှိသလိုပေါ့နော်နွေတို့စားတဲ့ဆိုင်ကတော့နွေတို့အိမ်အောက်ကဆိုင်ပေါ့နော်ဒီဆိုင်မှာဆိုရင်နှေးကင်းထမင်းစားခြင်းတို့ညနေဘက်ဆိုရင်နေရာကိုမရဘူးပေါ့နော်လူအရင်များပါတယ်လူကြချိန်ဆိုရင်ပေါ့နော်လုံးဝထိုင်ကုန်မရှိပါဘူးသူကမနက်8နာရီကနေပြီးတော့ည2နာရီထိဖွင့်နေဆိုတော့ပေါ့နော်ညဘက်10နာရီနောက်ပိုင်းဆိုလေလူတအားများပါတယ်အိတ်ဆိုင်မှာဆိုရင်ပေါ့နော်နေရာရဖို့မရဘူးလူတွေတို့သွားစားတဲ့အချိန်ကနေ့လယ်2နာရီခွဲ3နာရီဆိုရင်တော့နေရာရပါတယ်ဟုတ်ကဲ့နောက်ဘလော်လေးဒီမှာပြန်တွေ့ပါမယ်